ကျမ်းမာရေးကြောင့်လက်ခံထားရတဲ့ပွဲတွေကိုမဖြစ်မနေဖျက်သိမ်းလိုက်ရကြောင်းဝမ်းနည်းစွာအသိပေးလာတဲ့မေတ္တာထားဆွေမြန်မာတန်စီဆိုတော်လေးမေတ္တာထားဆွေကတော့လက်တလုံးမှာကြုံတွေ့နေရတဲ့ကျမ်းမာရေးအခြေအနေကြောင့်လက်ခံထားတဲ့ဖျော်ဖြေပွဲအလုံးကိုရပ်ဆိုင်းလိုက်ရပြီဖြစ်ပါတယ်။ပွဲတွေမပြတ်ရအောင်စွမ်းကုန်စူးစမ်းခဲ့ပေမဲ့လည်းလက်ရှိမှာဆေးကုသမှုခံယူရင်းအနားယူဖို့လိုအပ်နေတာကြောင့်ပွဲရှင်တွေနဲ့အလှရှင်တွေကိုအနုညွတ်တောင်းပန်စကားဆိုလာခဲ့ပါတယ်။အလုံးနဲ့ပရိသတ်အပေါ်အမြဲလေးစားတတ်တဲ့သူမအတွက်အခုလိုပွဲဖြတ်လိုက်ရတာဟာတကယ်ကိုစိတ်မကောင်းစရာဖြစ်ရတစ်ခုပါပဲ။မေတ္တာထားဆွေကသူမရဲ့ကျမ်းမာရေးအတွက်စိတ်ပူပြီးမေးမြန်းပေးကြတဲ့ပရိသတ်တွေကိုလည်းအထူးကျေးဇူးတင်ရှိကြောင်းပြောကြားခဲ့ပါတယ်။လောလောဆယ်မှာတော့အနားယူနေရအောင်မှဖြစ်တာကြောင့်ဖုံးပြက်မဖြေနိုင်သေးတာကိုလည်းနားလည်ပေးကြဖို့မြစ်တာရက်ခံထားပါတယ်။ပရိသတ်တွေကတော့သူမဘာကြောင့်အခုလိုပွဲဖြတ်ရလောက်တဲ့အထိကျမ်းမာရေးအခြေအနေဆိုးရွားသွားတာလဲဆိုတာကိုစိုးရိမ်တကြီးနဲ့မေးမြန်းနေကြပြီးဆူတောင်းစကားတွေပေးပို့နေကြပါတယ်။အမြဲတမ်းပြုံးပြုံးရွှင်ရွှင်နဲ့ဖျော်ဖြေတတ်တဲ့မေတ္တာထားဆွေတယောက်အမြဲဆုံးကျမ်းမာသက်သာလာပြီးစင်မြင့်ထက်ကိုပြန်လည်ရောက်ရှိလာဖို့အားလုံးကမျှော်လင့်နေကြပါတယ်။သူမအနေနဲ့လုံလောက်တဲ့အနားယူမှုတွေရရှိပြီးတဲ့နောက်မှာပရိသတ်တွေစီကိုပုံမကောင်းမွန်တဲ့အတန်ချွချိုလေးတွေနဲ့ပြန်လာနိုင်ပါစေလို့ဝန်းရံပေးနေကြပါတယ်။မေတ္တာထားဆွေလေးအမြန်ဆုံးနေကောင်းပါစေလို့ဆုတောင်းပေးလိုက်ရပါတယ်ရှင်။